အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ living page နဲ့ကြိုဆိုပါရစေဒီနေ့အိမ်မှာဘာချက်လဲဆိုလို့ရှိရင်ဒါစက်သားနဲ့အာလူပြီးလို့ရှိရင်ဒါကတော့ဆိုလို့ရှိရင်ငါးနဲ့ချင်ပေါင်ဟင်းပေါ့နော်ဒါလေးကိုကျွန်တော်စားမှာပေါ့နော်အဲ့တော့ဒီစက်သားနဲ့အာလူကိုကျွန်တော်ဘယ်လိုမျိုးချက်ထားစီလဲဆိုတာကိုကျွန်တော်ရှင်းပြပါမယ်နော်ဒီစက်သားအာလူဟင်းဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်မြန်မာဟင်းလို့မဟုတ်ဘဲနဲ့ကျွန်တော်ကနည်းနည်းIndian style ဟာနေလေးချက်ထားတာပေါ့နော်အဲ့တော့မွေးဖို့ဆိုလို့ရှိရင်ကျွန်တော်ဘာကိုသုံးလဲဆိုလို့ရှိရင်ဒီမှာKSS ကနေထုတ်လုပ်တဲ့ curry powder ကိုပါကျွန်တော်သုံးထားတာပေါ့နော်အဲ့တော့KSS မှာဆိုလို့ရှိရင် curry powder က2မျိုးရှိတယ်ပေါ့နော်တစ်ခုကပါတယ်ဆိုလို့ရှိရင်ဒီလိုမျိုးစက်သားတို့အသားတို့ချက်ဖို့အတွက်လို့ရှိရင် curry powder ရဲ့နောက်တစ်ခုက seafood ပေါ့ seafood လို့ရှိရင်ပင်လယ်စာပဇွန်တွေငါးတွေကိုချက်ဖို့ဆိုလို့ရှိရင်2မျိုးရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ကစက်သားချက်တာဖြစ်တဲ့အတွက်ကြောင့် KSS ကထုတ်ထားတဲ့ဟင်းမွေးမဆလာလို့လည်းခေါ်တယ်ပြီးလို့ရှိရင် curry powder လို့လည်းခေါ်တာပေါ့ဒါကိုသုံးပြီးတော့မှချက်ထားတာအဲ့ဒါကြောင့်ဒါဆိုလို့ရှိရင်အရန်ကုန်မှာပွေးပြီးတော့မှအရန်ကုန်မှာစားကောင်းတယ်ပေါ့နော်ဒါ KSS ဟင်းမွေးမဆလာတို့ကျွန်တော်ခုမှသုံးတာမဟုတ်ဘူးပေါ့နော်ကျွန်တော်အရင်တုန်းက magazine တွေမှာစပြီးတော့မှကျွန်တော်ဟင်းချက်ကြီးရေးတဲ့ချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော် KSS ကဟင်းမွေးမဆလာတွေကိုအမြဲတမ်းသုံးတယ်ပေါ့နော်ကဲဒါလေးကိုကျွန်တော်ဒီနေ့စားပါမယ်နော်အဲ့လိုဆိုရင်ကျွန်တော်စက်သားနဲ့အာလူပေါ့နော်မှုမလေးကိုစားပါမယ်ဒီနေ့ဒီဟင်းမှာဆိုလို့ရှိရင်ကျွန်တော်က Indian style ချက်ထားတဲ့အတွက်ကြောင့်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အုံလို့ပါတယ်ပေါ့နော်အုံလို့ပါတယ်တော့ဒီမှာဟင်းကပြစ်ကလေးဒါလေးကိုစားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာချင်ပေါင်ဟင်းပေါ့ချင်ပေါင်နဲ့ငါးကိုလည်းကျွန်တော်ပြစ်လေးတောက်ဆန်းသဘောမျိုးပေါ့နေစားလို့ရအောင်ချင်ပေါင်ဟင်းကိုလည်းကျွန်တော်ထည့်ထားနော်ဒီလိုပြစ်ကလေးကိုမှလေသမင်းနဲ့စားရန်ကောင်းတယ်ဒီဟင်းကဆိုလို့ရှိရင်ကျွန်တော်တို့သမင်းနဲ့မဟုတ်ဘူးပလာတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပေါင်မို့တခါပေါင်မို့မိခင်နဲ့လည်းစားလို့ရတယ်နော်ဒီဟင်းကျွန်တော်ကြိုက်ဆုံးကကျွန်တော်ပါလဲဆိုတော့ဒီဟင်းရေပေါ့ဒီထပ်စမ်းမယ်ပြီးတော့ဒီမှာချင်ပေါင်ဟင်းလေးပြစ်ကလေးပဲနင်ချမောင်ရတယ်ကျွန်တော်နားနဲ့ချက်ထားတာငါဂျင်းနဲ့ချက်ထားတာနော်သမင်းအရမ်းမိနေဟင်းဒီဟင်းကနော်ဒီဟင်းလေးဘယ်လိုချက်လဲဆိုတာကိုဒီ post တင်တဲ့အခါမှာဆိုရှင်ဒီမှာကျွန်တော်အသေးစိတ်လေးကိုချက်နည်းလေးကိုကြည့်ပေးပါမယ်နော်ကျေးဇူးများတင်ပါတယ်